ဘုရားမြတ်စွာကအန္တသုတ်တံမှာဒိစက္ခုမျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်အကောင်းဆုံးပုဂ္ဂိုလ်လို့ဒီလိုဟောထားတာရှိတယ်မျက်စိနှလုံးဆိုတာလူတိုင်းမှာမျက်စိဟာတစ်လုံးနဲ့မဟုတ်ဘူးနှလုံးရှိကြတယ်အသိဉာဏ်ဟာလည်းပဲထို့တူနှလုံးရှိရမယ်နှလုံးရှိတယ်ဆိုတာနှစ်ဖက်မြင်ရမယ်လို့တစ်ဖက်သက်မမြင်ရဘူးလို့ဒီလိုဆိုလို့အဲ့တော့နှစ်ဖက်ဆိုတာမြတ်စွာဘုရားကရှင်းပြတယ်လူလောကလူရည်လို့ဖြစ်လာတဲ့အခါမှာမရသေးတဲ့စည်းစိမ်ဥစ္စာတွေကိုရဖို့ရလာတဲ့စည်းစိမ်ဥစ္စာတွေတည်မြဲဖို့တည်မြဲပြီးသားစည်းစိမ်ဥစ္စာတွေတိုးတက်ဖို့သိမြင်တတ်တဲ့အသိဉာဏ်ဆိုတဲ့မျက်စိတစ်လုံးနဲ့ရှိဖို့လိုတယ်ဒါဒီဘဝကောင်းကျိုးအတွက်နောက်ဘဝကောင်းကျိုးအတွက်ကုသိုလ်အကုသိုလ်အပြစ်ရှိတယ်အပြစ်မရှိဘူးဓမ္မရေးရာနဲ့ပတ်သက်တဲ့သိတဲ့ပညာမျက်စိမျိုးကလည်းပဲနောက်ထပ်လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတစ်ခုနဲ့တစ်ခုထိမ့်ညှိပြီးတော့ပေးရမယ်။လောကအကျိုးကြီးကြိုးစားမယ်ဆိုလို့ရှိရင်တန်တရားအကျိုးကလစ်လပ်သွားတတ်တယ်။ဒါကြောင့်မို့လောကအကျိုးတန်တရားအကျိုးနှမျိုးလုံးကိုမြင်နိုင်တဲ့အသည့်နှမျိုးနဲ့ထိမ့်ကွက်ပေးရမယ်လို့ဒီလိုဆိုလိုတာ။